အားလုံးပဲမင်္ဂလာပါသခင်ကြီး Football New ARS YouTube Channel နဲ့သခင်ကြီးတက်နေပြီးတော့ကြိုဆိုပါရစေမနေ့ညကကျွန်တော်3ပွဲပေးတယ်2ပွဲနိုင်1ပွဲရှုံးတယ် Man U နဲ့ Man City ကိုကျွန်တော် Man U ပေးခဲ့တယ်ရတယ် Sunderland နဲ့Crystal Palace ကိုအောက်ကိုပေါ်သွားတယ် 2-1 နဲ့ကျွန်တော်တို့ရှုံးတယ်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့မာရော့ကာနဲ့ပီဘာပွဲကိုပေးခဲ့တယ်မာရော့ကာနိုင်တယ်မာရော့ကာကိုပေးခဲ့တယ်ဗောနော်မာရော့ကာနိုင်တယ်ကျွန်တော်3ပွဲမှာ2ပွဲရှုံး2ပွဲနိုင်1ပွဲရှုံးဆိုရလက်နဲ့ကျွန်တော်တို့မနေ့က free ပွဲ3ပွဲပေးရဗောနော်ရခဲ့တယ်69.99 2ပွဲရတော့2ပွဲလုံးရခဲ့တယ်ဗောနော်မနေ့ကကျွန်တော် Arsenal 9အောက်နဲ့ Inter 9အောက်ကိုပေးခဲ့တာ2ပွဲလုံးရပါတယ်ဗျာ Inter ကိုလည်းကျွန်တော်ပေးခဲ့ဟို69.99 2ပွဲလုံးလည်းရတယ်ဗောနော်ဒီနေ့လည်း69.99 မှန်ပါပွဲ2ပွဲထွက်ပါတယ်တပွဲကို2500နဲ့2ပွဲယူရင်9000နဲ့ကျွန်တော်ရဲ့ TikTok Messenger မှာဆက်သွယ်ပြီးတော့လာရောက်ဝယ်ယူနိုင်ပါတယ်ဒီနေ့ကျွန်တော်ပေးမဲ့ free ပွဲ3ပွဲကတော့ကျွန်တော်တို့ Who နဲ့ New ပေါ့နော် Who နဲ့ New ပွဲမှာဆိုရင် Who ကအိမ်ဝင်ဖြစ်တယ် Who ကနောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲတရင်1ပွဲရှုံးဆိုတဲ့ရလက်နဲ့အတင်းတန်းစင်းဆောင်ကနေရုံထွက်နေအောင်ကျွန်တော်တို့မြင်ရတယ် New ကတော့New ကလည်းပုံစံကောင်းတယ်ပေါ့နော်တပွဲတရင်3ပွဲနိုင်1ပွဲရှုံးဆိုရလက်ပေါ့နော်ရှုံးတော့ Man City ကိုသူရှုံးထားတယ်ပေါ့နော်ဒါဟိုဖလားပွဲမှာသူရှုံးထားတယ်ပေါ့အဲ့ဒီပွဲမှာနယူးကဟူကို1 60ဆိုရဲကြီးပေါက်နေတယ်3လုံး45ဆိုတဲ့6ပေါင်းကြီးရလဲပေါက်နေတယ်ဒီနေ့ပွဲမှာကျွန်တော်ဟူလည်းမကြိုက်ဘူးနယူးလည်းမကြိုက်ဘူးကျွန်တော်6ပေါင်းအပေါ်ကိုကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ဂီတာဖေးနဲ့ကျွန်တော်တို့ဘလင်စီယာပွဲပါဂီတာဖေးကအိမ်ကွင်းဖြစ်တယ်ဘလင်စီယာတော့ဂီတာဖေးကနောက်ဆုံး5ပွဲမှာဖောက်ပုံစံလုံးဝမကောင်းပါဘူး၄ပွဲရှုံးတစ်ပွဲတရေဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားပါတယ်ဘလင်စီယာကတော့မှဂီတာဖေးတက်ဆိုင်ပို့ပြီးရလက်ကောင်းပါတယ်ဒါဟိုဂီတာဖေးက level 40ဆိုရဲကြေးတစ်ခုပေါက်ထားတယ်6ပေါင်းကြီးရတယ်နှလုံးပလက်80ဆိုရဲကြေးတစ်ခုပေါက်ထားတယ်ဆိုတော့ကျွန်တော်ဒီပွဲမြင်တယ်ဗျ Corner score ပါကျွန်တော်ပြောလိုက်မယ်ဂီတာဖေးကဗလင်စီယာကို1-0နဲ့နိုင်သွားပါလိမ့်မယ်ကျွန်တော်ဗလင်စီယာကိုပယ်ပါတယ်ကျွန်တော်ဂီတာဖေးကိုကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့စတူဂတ်နဲ့ယူနီယံဘာလင်ဆိုတဲ့ပွဲပါစတူဂတ်နဲ့ယူနီယံဘာလင်ဂျာမန်ဘုဒ္ဓလီဂါပွဲတစ်ပွဲမှာတော့စတူဂတ်ကယူနီယံဘာလင်ကို1 50ဆိုရဲကြေးတစ်ခုပေးထားတယ်6ပေါင်းက3လုံး60ဆိုရဲကြေးကိုပေါက်ထားတယ်စတူဂတ်ရန်ကောင်းနေရဗျာ၄ဝက်နိုင်တဲ့ပွဲတည်ယူနီယံဘာလင်လည်းကောင်းပါတယ်တည်ဆရာကြီးပေါ့နော်တည်ဆိုရင်တော့ကုန်မယ်ပေါ့ဒါပေမဲ့ကျွန်တော်စတူဂတ်တည်မကြောက်လို့မြင်ပါတယ်ကျွန်တော်စတူဂတ်ကိုပဲကြိုက်ပါတယ်ဒီညကျွန်တော်ပေးရဲ့3ပွဲကတော့နယူးကိုပေါ်ဂီတာဖေးနဲ့စတူဂတ်တို့ပဲဖြစ်ပါတယ်100%လုံးအပေါင်းပြကြပါစေအပေါင်းတွေလည်းပြမှာပါပြီးတော့နောက်တစ်ခုကကြတော့မနေ့ကအာအီအကြောင်းလေးနည်းနည်းပြောချင်တာပေါ့နော်အာအီဒီလောက်မှစိတ်ဓာတ်မခိုင်ပါရင်အခု TikTok တွေမှာကျွန်တော်တွေ့နေရတယ်ပေါ့နော်စီသူလင်ဖြစ်ပါပြီတော့ငါတို့တင်းရဲ့ကစားကွက်ကြီးကဘယ်လိုလဲဘာဖြစ်တယ်ညာဖြစ်အဲ့လောက်မှစိတ်ဓာတ်မခိုင်ပါအခုနောက်ပေါက်ကောင်လေးတွေနေမှာပါ TikTok သုံးနေတဲ့ကောင်တွေနေမှာပေါ့အဲ့လောက်မှစိတ်ဓာတ်မခိုင်ပါအာဆင်နယ်ကိုအားမပေးနဲ့ပေါ့နော်ကျွန်တော်တို့ဆိုရင်ဟိုအာဆင်နယ်ခစ်ပြက်ကြတဲ့အားပေးလာတဲ့ကောင်တွေနော်ခစ်ကောင်းလည်းမမီဘူး Honorary တို့ဘာလို့လဲကျွန်တော်မမီဘူးခစ်ပြက်နေတဲ့အချိန်မှာအားပေးလာတဲ့ကောင်တွေဆိုဒီလောက်ကတော့ကျွန်တော်တို့မဖြော်ဘူးအေးဆွဆွပဲဘာဖြစ်လဲရှုံးသွားမှာမဟုတ်တာတေးကြတယ်ရှုံးသွားလဲဘာဖြစ်လဲကွာသူများအတင်းကိုတင်းအမှတ်ဖြတ်တာကိုနဲ့လိုက်နေတဲ့တိုင်တယ်စရာအတင်းလဲရှုံးတာပဲဟုတ်တယ်မလားဘာပူစရာရှိတော့သူတို့ကအခုတော့မဟုတ်19သိန်းတခြားမနာလို့တဲ့ဖန်တွေလည်းဖြစ်ရင်ဖြစ်မှာပေါ့လေဟိုဟာသိရမလားကွန်မန့်မှာလိုက်ရောင်းတာပေါ့AV လာပဲပေးလိုက်ပါတော့ Leicester ပဲပေးတယ်မဖြစ်နိုင်တော့ဒီ modern ဘောလုံးလောကကြီးမှာ AV လာဖလားရဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့ AV လာရဲ့လူစင်းနဲ့ခြီစွမ်းနဲ့ကိုယ်အသင်းရဲ့လူစင်းရဲ့ခြီစွမ်းပဲရှင်ကြည့်ပါဒီနေ့မှာပါတော့သူကဘယ်သူမှဖေးခေါ်လို့မရတော့လေ Man City ကလည်းရှုံးတယ် Liverpool ကလည်းတေးကြတော့ဟိုဘာမှမဟုတ်တဲ့ AV လာကိုဖေးခေါ်နေကြတာ AV လာကိုပဲဖလားပေးလိုက်ပါတော့ဒီမှာ Arsenal ဖလားရမှာတေးအောင်ကြောက်နေရတဲ့လူစုရှိတယ်ရှိစောက်ရုံမဆိုင်ဘူးဖလားတော့ရမှာမရတော့လည်းဘာဖြစ်လဲကျွန်တော်တို့ကခြီသွမ်းလဲတာတယ်အကုန်လုံးလဲတာတယ်အေးဆေးပဲဟုတ်တယ်မလားအဲ့ဒါကိုပြောချင်တာပိုအာဆင်နယ်ဖန်တွေလည်းအာဖင်နယ်ဖန်တွေလောက်ပြီးတော့စိတ်ဓာတ်တွေမပြောပါနဲ့ဒါပေမဲ့အာဆင်နယ်ဖန်စစ်တွေဆိုရင်တော့မပြောပါဘူးစာစောက်သုံးမကြတဲ့ကောင်တွေမို့လို့ဒီစောက်လေတန်းတွေထွက်လာနေမှာပေါ့နော်ကျွန်တော်တို့ဆိုရင်တော့မထွက်ပါဘူးအေးဆေးပါကိုပြီးတော့နောက်တစ်ခုကိုရအဆင်တကဆင်းပေးရလည်းမဟုတ်ဘူးအမှတ်တွေလည်းဖြတ်ထားနိုင်သေးတယ်ဟိုကတ်ပြီးသူများအသင်းတွေကိုကတ်ပြီးတော့ဟိုဘာဖြစ်တာမဟုတ်ဘူးဖလားရနိုင်ရေးဆိုရင် AB လာကိုဖေးမခေါ်နဲ့ AB လာကိုဖေးမခေါ်နဲ့ Man U တို့ကတော့ဖေးခေါ်လို့ရတယ် Man U တော့ဖလားရနိုင်ချင်အာဆင်နယ်နဲ့ Man U နဲ့15မှတ်ပဲကွာတာရှောက် AB လာဟိုရှောက်ဖေးရှောက်ခေါ်မနေနဲ့ AB လာဆိုတော့ဘာမှရှင်မရှိရတဲ့မဟုတ်ဘူးပြောတာနော်ဒါကြီးငါးကြီးကတိုင်ပတ်နေတော့စပါးတို့ Man City တို့တိုင်ပတ်နေတော့ AB လာဖေးရှောက်ခေါ်နေမင်းတို့ကောင်နေမဟုတ်သေးဘူးဟိုပါပြီအားလုံးပေါင်းပြကြပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ